အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် TZ Car Vlog ကတာဆိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကကျွန်တော် EV စီးတာ2လပြည့် experience လေးကိုပြောပြပေးခြင်းတာဖြစ်ပါတယ်ခင်ဗျာဒီ vlog လေးကကျွန်တော် EV ကောင်းကြောင်းကိုပြောတာမဟုတ်မကောင်းကြောင်းကိုပြောတာမဟုတ်ကျွန်တော်ရဲ့ personal အရာဒီ EV ကျွန်တော်စစီးတဲ့အချိန်ကနေစပြီးတော့အခုဒီနေ့2လပြည့်တဲ့အချိန်ပေါ့နော်အဲ့ဒီဂျားထဲမှာကျွန်တော်ရဲ့ experience လေးကို sharing လုပ်ပေးခြင်းနဲ့ဆန္ဒလေးတစ်ခုနဲ့ပြောပြခြင်းပဲဖြစ်ပါတယ်ဆိုတော့EV ကောင်းတာလားမကောင်းတာလားသိခြင်းတဲ့သူတွေကတော့ဆက်ပြီးတော့ကြည့်ပေးပါကျွန်တော်ရဲ့ဒီ EV 2 month experience လေးကိုမပြောခင်မှာကျွန်တော်အကြောင်းအရာလေးတစ်ခုကျွန်တော်ပြောချင်မှာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့လူမျိုးတွေကအပြောင်းအလဲတစ်ခုခုလောက်ကတော့မယ်ဆိုလို့ရှိရင်အရန်စိုးရိမ်စိတ်ကြီးကြတယ်အထူးသဖြင့်ပုံမှန်နေတိုင်းတော့၎င်းနေတတူဝါပေါ့နော်အများနဲ့ကျင်သားရနေတဲ့အရာကြီးတစ်ခုကိုဖြတ်ခနဲ့အပြောင်းလဲလှုပ်လိုက်ဖို့ဆိုလို့ရှိရင်အထူးသဖြင့်ကတော့ကြောက်စိတ်ရှိကြရပေါ့နော်ငါမှားဝမလားငါနစ်နာဆုံးရှုံးသွားမလားဆိုပြီးတော့စိုးရိမ်စိတ်တွေကြီးကြတယ်အဲ့ဒါကျွန်တော်တို့လူမျိုးတွေရဲ့အကျင့်စရိုက်ပဲပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီ EV ကိုစမစီးခင်အချိန်တုန်းကဆိုလို့ရှိရင်ကျွန်တော်စိုးရိမ်စိတ်ရှိတယ်ဗျာပြန်ပြင်လို့ရပါမလားငါလက်ထဲရောက်လို့ရှိရင်ဒီကားကြီးကတကယ်ရောကောင်းပါမလားခဏခဏပြတ်နေမလားမနှက်ကောဆက်နှိုးလို့ရမှာလားအဲ့လိုပေါ့အစရှိတဲ့မေကွန်းတွေအများကြီးခေါင်းထဲမှာပြည့်နှက်နေတယ်ဒါပေမဲ့ကျွန်တော်တကယ်အခုစီးလိုက်တဲ့2လအတွင်းမှာကျွန်တော်လက်ထဲမှာဘာမှမဖြစ်ဘူးမဖြစ်သေးတာလည်းဖြစ်မှာပေါ့နော်စက်ပစ်စီးဆိုတာကတော့ဗျာအင်ဂျင်ကားပဲဖြစ်ဖြစ်ဒီ EV ဘက်ထရီနဲ့ကားပဲဖြစ်ဖြစ်အချိန်တန်ရင်တော့ပြတ်မှာပဲစက်ပစ္စည်းမှာမပြတ်တဲ့စက်ပစ္စည်းတစ်လုံးခံတဲ့စက်ပစ္စည်းဆိုတာတော့လုံးဝမရှိဘူးဖုန်းဘက်ထရီဆိုလည်းပြတ်မှာပဲအင်ဂျင်တုံးကြီးဆိုလည်းပြတ်မှာပဲရေမော်တာတင်တဲ့ဘက်ထရီမော်တာဆိုလည်းပြတ်မှာပဲအဲ့လိုပေါ့နော်ဒီကောင်တွေလည်းတစ်ချိန်ချိန်တော့ပြတ်မှာပဲကျွန်တော်တို့ကြတော့ဗျာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဆိုတာထက်ကျွန်တော်တို့လူမျိုးတွေကစွန့်စားမဲ့ဟာ adventure လုပ်ရမဲ့ဟာမျိုးတိတ်မကြိုက်ကြဘူးပြောရင်သာဟာငါဘယ်လိုမျိုးဆိုကြိုက်တာဘယ်လိုမျိုးဆိုပို့သိရမလားစိတ်ဝင်စားတာတကယ်တမ်းကိုရင်းရမယ့်အရာတစ်ခုဆိုလို့ချင်းစိုးရင်စိတ်ကြီးကြတယ်အဲ့လိုပဲကျွန်တော်လည်းအဲ့လိုထုံတီးသူစွာပါပဲကျွန်တော်လည်းစီးတုံးကတော့ခြေတုံချထုံပါပဲဒါပေမဲ့တကယ်တမ်းကျွန်တော်လက်ထဲရောက်တဲ့2လအတွင်းမှာတော့ဘာမှမဖြစ်သေးဘူးအချိန်တန်လို့တစ်ခုခုဖြစ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကတော့ပြင်လိုက်မယ်ဗျာပြန့်ရင်တော့ပြင်မယ်တက်ပစ္စည်းဆိုတာအချိန်တန်ပြတ်မယ်ဆိုတာတီလို့ workshop ဆိုတဲ့အရာကြီး workshop ဆိုတဲ့ပညာရက်ကြီး workshop ဆရာတွေပေါ်ထွက်လာပြီးတော့သူတို့ရဲ့စာဝတ်နေရေးတစ်ခုအတွက်ဒီဟာအသက်မွေးဝမ်းကြောင်းအလုပ်ကင်တစ်ခုအနေနဲ့တောင်မှဒီကျောင်းနိုင်ငံမှာတော့မဟုတ်ဘူးဗျာတကဘာလုံးမှာရှိတာဆိုတော့အမေရိကမှာလည်းပြတ်တယ်ဆိုတာရှိတယ်အင်္ဂလန်မှာလည်းပြတ်တယ်ဆိုတာရှိတယ်အဲ့တော့ကျောင်းနိုင်ငံလည်းကားတွေဘာတွေကပြတ်မှာပဲဆိုတော့ပြတ်တာကိုအရင်စိတ်ထဲမှာစိုးရိမ်စိတ်ကြီးကြီးနေရဘာမှဖြစ်လာမှာမဟုတ်ဘူးကိုကအသစ်အဆန်းတစ်ခုကိုစမ်းသက်ပိုင်ခွင့်ရှိမှာမဟုတ်ဘူးအရေးစွန့်ကျင်တဲ့စိတ်လေးရှိမှာပဲအသစ်အဆန်းတစ်ခုကိုကစမ်းသက်ပိုင်ခွင့်ရှိမှာကျွန်တော်အတွက်ကတော့လောလောဆယ်ဘာအခက်ခဲမှမရှိဘူးအဆင်ပြေတယ်နောက်ထူးခြားချက်တစ်ခုအနေနဲ့ကဘာလဲဆိုတော့ကျွန်တော်ဆိုလို့ရှိရင်အမြဲတမ်းနေ့တူကကျွန်တော်ကအိမ်မှာနေတာထက်စားလို့ရှိရင်ကားပေါ်မှာအချိန်ကုန်နေတာများတယ်နေ့တိုင်းဟိုသွားဒီသွားအလုပ်ကိစ္စနဲ့သွားနေရတယ်ဆိုတော့ကျွန်တော်ရဲ့စီဘိုးကအရင်တုန်းကလွန်ခဲ့တဲ့2လမတိုင်ခင်ကတလကိုကျွန်တော်စီဘိုးက9သိန်း10သိန်းဝန်းကျင်လောက်ရှိတယ်ဒါကားဓာတ်စီထည့်တဲ့စီဘိုးကြီးပဲเนาะကျွန်တော်ကထည့်လို့ရှင်လဲစီကိုအမြဲတမ်းအပြည့်ထည့်တယ်အဲ့အပြည့်ထည့်လိုက်လို့ရှင်လဲအမြဲတမ်း2ရက်3ရက်လောက်ဆိုကုန်တယ်ပုံမှန်တိတ်အပြင်မထွက်ဖြစ်ဘူးဆိုရင်တော့မှ4-5ရက်ဆိုရင်အဲ့စီအပြည့်ကကုန်တယ်တစ်ခါထည့်လို့ရှင်လဲစီဘိုးဆိုတော့တသိန်းခွဲပတ်ချလဲကတော့ပုံမှန်ကြတယ်ဒါပေမဲ့အခုဒီကားလေးကိုကျွန်တော်2လစီးတဲ့အချိန်မှာဒီ2လပေါင်းကိုမှတသိန်းတောင်မပြည့်သေးဘူးကျွန်တော်အသွားသွင်းတဲ့အသွင်းကပေးရတာပေါ့ဆိုတော့စီဘိုးနဲ့တွက်ကြည့်မယ်ဆိုရင်တော့အရန်ကြိုက်တယ်ကျန်တဲ့အချက်လက်လေးတွေကိုကားထဲမှာဆက်ပြောပြမယ်လိုက်ခဲ့ပြီအဲ့တော့ကျွန်တော်အရင်ဆုံးပြောချင်တာကကျွန်တော် EV ကို promotion ဆင်းတာလုံးဝမဟုတ်ဘူးစီးကျင်စီးမစီးကျင်နေလူကြီးမင်းတို့က EV စီးလို့လဲကျွန်တော်အတွက်ဘာအကျိုးကျေးဇူးမှမရှိဘူးလူကြီးမင်းတို့ EV မစီးလို့လဲကျွန်တော်နစ်နာဆုံးရှုံးရတာဘာမှမရှိဘူးကျွန်တော်ကကြတော့တကယ်ဒီဘယ်လိုပြောမလဲ honest review ဗျာအမှန်တကယ်ဖြစ်နေတဲ့အရာလေးကျွန်တော်တကယ်ကိုယ်တိုင်ကြုံတွေ့ရတဲ့အရာလေးကိုပြောပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆိုလို့ရှိရင်ခုနအပြင်မှာပြောတဲ့ဟာကိုစကားကိုဆက်ရမယ်ဆိုလို့ရှိရင်ဒီ2လအတွင်းမှာကျွန်တော်အားသွင်းရတဲ့အကြိမ်ကြီးကတော့6ကြိမ်လောက်ရှိမယ်တစ်ခါသွားသွင်းရင်1000ခွဲမကျော်ဘူးတချို့ရက်တွေဆိုလို့ရှိရင်ကျွန်တော်အရန်မသုံးဖြစ်တဲ့အချိန်တွေမှာကျွန်တော်လိုအပ်မယ်သွားသွင်းထားရဆိုလို့ရှိရင်9000 6000လောက်နဲ့ပဲပြည့်တယ်ဆိုတော့ကျွန်တော်တို့ 100% မသွင်းဘူး charging station မှာလည်း 100% ပေးမသွင်းဘူး 80% အထိပဲသွင်းတယ်ဒါပေမဲ့ကျွန်တော်သွင်းတဲ့လေကတော့ရတယ်ကိုကြိုက်တယ်လို့
တွင်းလို့ရရပေါ့နော်ကျွန်တော်တစ်ခါတွင်းတော့ကျွန်တော်ကတော့90% လောက်ထိပဲတွင်းတယ်ပေါ့အဲ့ 90% ကကျွန်တော်အတွက်တကယ်တမ်းသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တစ်ပတ်လောက်ကတော့ကောင်းသုံးလို့ရတယ်ဒါဟိုသွားဒီတော့တော်တော်လေးကိုလှုပ်တယ်ပေါ့နော်ဆိုတော့စီဘိုးတစ်ခုနဲ့ပြန်တွက်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အတွက်တော်တော်လေးကိုအဆင်ပြေတယ်ဒီ2လမှာကျွန်တော်စီဘိုးတီးတက်တာကိုအဲ့ဒီကအသုံးစိတ်တက်တာသွားတယ်ပေါ့နော်အဲ့ဒါလေးတခုကကျွန်တော်အတွက်တော်တော်လေးအဆင်ပြေတယ်ဆိုတော့ကျွန်တော်တော့ကတော့ကြိုက်တယ်လူချင်းမင်းတို့လည်းစမ်းတက်ပြီးစီးကျင်တယ်ဆိုလို့ရှိရင်စီးကြည့်ပါဘာမှအများကြီး risk ယူရတယ်ဆိုတဲ့အရာမရှိဘူးကိုနေတဲ့သူကလုံနေကြမဟုတ်တဲ့အရာလေးတခုကိုစမ်းတက်ပြီးလှုပ်လိုက်ရတဲ့ feeling လေးကကျွန်တော်တို့ကတော့ကြိုက်တယ်ဗျာ risk ယူရတာတော့ကိုမကျွမ်းကျင်တဲ့ကိုမပိုင်နိုင်တဲ့အရာတခုကိုစမ်းတက်ပြီးတော့လှုပ်ရတာမျိုးဆိုရင်ကျွန်တော်တို့ကစိတ်ဝင်စားရတယ်ကြိုက်တယ်ကျွန်တော်ငယ်ငယ်လေးကအချင်းတခုကိုပြောပြမယ်ကျွန်တော်ဘောလုံးကန်တာတွေပဲကျွန်တော်ဝါသနာပါတယ်ဗျာဘောလုံးကန်တာတို့တခြားအားကစားတစ်ခုခုတော့ပေါ့ဗျာအဲ့လိုမျိုးကြရင်ကျွန်တော်ကဗျာကျွန်တော်နဲ့ခြေတူတို့ကျွန်တော်ထက်ဘယ်လိုပြောမလဲဘောလုံးအရင်ကျွမ်းကျွမ်းကျင်မကန်တတ်တဲ့လူကျွန်တော်လည်းအများကြီးမကန်တတ်ဘူးเนาะကျွန်တော်လည်းဒီတိုင်းတာမန်ပဲအာဝါဒအဆင့်ပဲရှိတယ်ဒါပေမဲ့အဲ့လိုမျိုးကိုယ့်ထက်ဘယ်လိုပြောမလဲခြေစွမ်းတိတ်မရှိတဲ့သူတို့ level တန်းတို့နဲ့ကျွန်တော်ကရှင်ပြီးကန်ရတာထက်ကိုယ့်ထက်အများကြီးတာပါတယ်ကိုယ့်ထက်အများကြီးတော်ပါတယ်ဆိုတဲ့သူတွေနဲ့ကျွန်တော်ကဘောလုံးကန်ရရင်ကျွန်တော်တို့ပိုပျော်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကကြတော့အဲ့လိုလူမျိုးကျွန်တော်နိုင်ကျင်တယ်ကျွန်တော်ရဲ့အကျင့်ကကိုယ့်ထက်တာတယ်ဘယ်အရာမှမဆိုကိုယ့်ထက်တာတယ်ကိုယ့်ထက်တော်ပါတယ်ကိုယ့်ထက်အရေးချင်းပြည့်မိပါတယ်ဆိုတဲ့လူတွေနဲ့ကျွန်တော်ပြိုင်ကျင်တယ်သူတို့နိုင်ရတဲ့အရာတွေကိုကျွန်တော်ကြိုက်တယ်ကိုဘယ်လိုအချိန်ပြိုင်ကိုနိုင်တယ်ဆိုတာသိတယ်ကိုနဲ့ level တန်းရှိတယ်ဆိုတဲ့သူတွေနဲ့ပြိုင်တာလို့ပါလို့ဆိုကျွန်တော်တိတ်စိတ်မဝင်စားဘူးမကြိုက်ဘူးအဲ့လိုမျိုးပေါ့အဲ့ကျွန်တော်အကျင့်စရိုက်ကိုပြောပြပါဘောเนาะဒီကားနဲ့တော့မဆိုင်ပါဘူးအဲ့လိုမျိုးပဲကျွန်တော်တို့ဒီအလုပ်တဲ့ကားအလုပ်မှာဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်လည်းအဲ့လိုကွက်ပြောက်တွေပါလေဆိုကျွန်တော်အရန်ကင်တယ်ကြောက်လားလို့မင်းကြောက်တဲ့စိတ်ကတော့လူရှိရလူတိုင်းမှာဘာလို့လဲဆိုတော့ကိုပင်မနဲ့ရှာထားတဲ့ပတ်စံဆုံးရှုံးမှာတော့လူတိုင်းကြောက်တယ်ဗျာဒါပေမဲ့အဲ့ဒီလိုမျိုး risk ယူပြီးလောက်ကားတဲ့အရာတာကိုကြိုက်တယ်ဆိုတော့ကျွန်တော်ဆိုအဲ့ကွက်ပြောက်တွေလုံးဝဘယ်သူမှမကင်ရဲတဲ့ကားကိုဘာလို့ဆိုကျွန်တော်ကင်လေးကင်တာရှိတယ်ဒါပေမဲ့ဒါကျွန်တော်စောင်းရဲတယ်လို့တွေးပေါင်ပြည့်တယ်လို့ပြောချင်တာမဟုတ်ကျွန်တော်ထက်တွေးပေါင်ပြည့်တဲ့လူတွေလည်းရှိပါတယ်အများကြီးကျွန်တော်အဲ့လိုလူမျိုးတွေဆိုကြိုက်တယ်သဘောကျတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာက EV စီးမယ်အဓိကနောက်ဆုံးအနှစ်ချုပ်ပေါ့ဗျာကျွန်တော်ပြောချင်တာကတော့ EV ကိုစမ်းပြီးစီးကျင်ပါတယ်ဆိုတဲ့သူတွေကစီးကြည့်ပါတအားကြီး risk မရှိပါဘူးနောက်ပြီးအသစ်ဖြစ်တဲ့အတွက်ကြောင့်ထွေထူးကြီးပြက်မာတို့ပြုတ်မာတို့အရင်မကြောက်ပါနဲ့အဲ့ကြရင်တချို့ကျွန်တော်လာပြောမဲ့လူတွေရှိတယ်ဟာငါ့ဆိုဝယ်ထားတာကပြက်နေတယ်ဘာညာအဲ့တော့ဘယ်လိုပြောရမလဲစက်ပစ်စီးဖြစ်တဲ့အတွက်ကြောင့်ရှေ့မှာကိုယ့်ရဲ့ရိုးသေးဒီကားလေးကိုစီကန်းရှိလေးနဲ့တရိုးသေးကင်သွယ်မှုနဲ့လည်းတက်ဆိုင်ပါလိမ့်မယ်ကျွန်တော်ကတော့ကားကိုချစ်တဲ့သူမဟုတ်လို့လားမသိဘူးကျွန်တော်စီကိုရောက်လာကားတော်တော်များများတော့အတွေးမွေးလေးကောင်းတယ်တအားကြီးထွေပြီးတော့ပြက်တယ်ပြူတာတော့ကျွန်တော်တော့စိုးစိုးဝါမကြုံဘူးပေါ့နော် EV မှာမဟုတ်ဘူးဗျာအင်ဂျင်ကားဆိုလို့ရှိရင်လည်းတချို့အဲ့လိုမျိုးအရန်အကြမ်းပဒန်းစီးထားတဲ့သူတွေရှိတာပေါ့အဲ့လိုလူမျိုးစီကလက်ထဲကဝယ်ထားပစ်ခဲ့တယ်ဆိုလို့ရှိရင်တော့လည်းပြက်မှာပေါ့နော်ပြက်တာကတော့ EV မလို့ပြက်တယ်အင်ဂျင်ကားမလို့ပြက်တယ်ရေတော့မရှိပါဘူးကိုယ့်ရဲ့ရိုသေစွာကင်သွဲအသုံးချမှုနဲ့ပဲဆိုင်ပါတယ်နောက်တစ်ခုကကိုယ့်ရဲ့ဘယ်လိုပြောမလဲကားပေါ်မှာတတိနားလေတဲ့မိထိန်နဲ့တေချာပိုင်နိုင်လေးလုပ်တယ်မလုပ်ဘူးနဲ့လည်းတက်ဆိုင်ပါလိမ့်မယ်ဆိုတော့အရင်မကြောက်ပါနဲ့ကျွန်တော်ရဲ့2လ experience တော့မစိုးဘူးတော်အဆင်ပြေတယ်ဘာမှမဖြစ်ဘူးမောင်းဝပြူရဆိုလဲလူအရန်တက်တာတယ်အဓိက engine heat မရှိတာတို့နောက်ပြီးတော်တော်လေးကိုဗျာတက်တောင့်တက်တာဖြစ်တယ်ဗျာမောင်းဝပြူရလဲကျွန်တော်တို့ခံစားရတော့လူမပင်ပန်းဘူးအဲ့လေးကိုအဓိကဒီနေ့ပြောချင်တာအဲ့တော့မိတ်ဆွေတွေကကျွန်တော်ရဲ့တကယ်မိတ်ဆွေတွေသိကျင်တဲ့သူတွေကတော့ EV တွေဘာတွေစီးကျင်တယ်ဆိုတဲ့စံနာလေးရှိတယ်ဆိုလို့ရှိရင်စီးပါဘာမှမဖြစ်ပါဘူးဒါပေမဲ့ EV ကို promotion ဆင်းပေးတာမဟုတ်ဘူးဒီဟာနဲ့ပတ်သက်ပြီးလည်းဘယ် company ဘယ် brand နဲ့မှလည်းစာချုပ်မချုပ်ထားဘူးကျွန်တော်ရဲ့ကိုယ်ပိုင် experience ကိုတကယ်ပြောပြခြင်းဖြစ်ပါတယ်အရင်စိုးရင်စိတ်မကြီးပါနဲ့ဘာမှမဖြစ်ပါဘူးအစ်စ်လေးတွေကိုစားသုံးကြည့်ပါတကယ်အရသာရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်အဓိကပြောချင်တာပါအဲ့တော့ကျွန်တော်အနှစ်ချုပ်ပြောချင်တာကအရင်စိုးရင်စိတ်ကြီးနေတဲ့သူတွေကအရင်စိုးရင်စိတ်မကြီးပါနဲ့အတစ်စမ်းတစ်ခုကိုစမ်းသက်ကြည့်ပါအဆင်ပြေပါတယ်ခင်ဗျာအဲ့လိုပြောလို့ဒီကောင်ဒီကားကြီးကိုဂျင်းထည့်ပြီးတော့အတင်ထိုးရောက်တော့မယ်မထင်ပါနဲ့လောလောဆယ်ကျွန်တော်ကိုယ်တိုင်စီးနေတာအဆင်ပြေတယ်လာဝယ်လို့ရှိရင်တော့ကျွန်တော်ရောင်းမယ်ဒါပေမဲ့line ပေါ်တင်ပြီးတော့ဈေးချရောင်းနိုင်ပါပြီးတော့ကျွန်တော်လုံးမှာမဟုတ်ဘူးကျွန်တော်ကြိုက်သေးတစ်ခုရရင်တော့ကျွန်တော်ရောင်းမှာဒီကားကို promotion ဆင်းတဲ့ vlog လည်းမဟုတ်ဘူးဆိုတော့ခဏလေးထားလိုက်တော့ဆိုတော့ကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းအလေးကိုတော့နားလည်မယ်လို့ထင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဒီ2လတာ EVC ရဲ့ experience မှာတော့တော်တော်လေးကိုကောင်းတယ်ဆိုတဲ့ result လေးတစ်ခုရပါတယ်ခင်ဗျာအဲ့ဒါလေးကိုကျွန်တော်ရိုးသားသားနဲ့ပုံမှန်လင်းလင်း sharing လုပ်ပေးချင်တာလေးတစ်ခုပါပဲကျန်တာဘာမှထွေထူးမပါပါဘူးဆိုတော့ဒီနေ့ vlog လေးကိုတော့ကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်ချင်ပါခင်ဗျာနောက်ပတ်တွေမှာကားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေထပ်ပြီးတော့သိရှိချင်နေဆိုရင်တော့ကျွန်တော်ရဲ့ TZ Car Vlog channel လေးကိုဆက်ပြီးတော့စောင့်ကြည့်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ TZ Car Vlog ကတာဆိုပါအားလုံး peace